အားလုံးပဲမင်္ဂလာပါခင်ဗျာအခုဆိုခင်ဗျားတို့သိတယ်ကျွန်တော်ကမအောင်ဝဲဖြစ်ပါတယ်အခုဆိုကျွန်တော်ခရီးသွားဖို့ပတ်စံမရှိလို့ကျွန်တော်မှာတန်ဖို့ကြည့်တဲ့ပစ္စည်းလေးတွေကိုလာပြီးတော့ရောက်ချပေးမှဖြစ်ပါတယ်ဘယ်မှာဦးစိုးပစ္စည်းကခဏလေးအသိခံလေးပဲဖြစ်ပါတယ်ဒီခင်ဗျားအသိကစိုးပြီးဆိုပြီးမျိုးမထင်သေးလိုက်နေပေါ့ဒါဘယ်လိုပြောဆော့ကြည့်ရင်ဒါပြင်းနေရဆိုတော့မျိုးခဏလေးကြောင်ချုပ်ပြီးမယ်ဘယ်ပြင်းနေလို့ချုပ်ပြီးမယ်ကျွန်တော်မယုံအေးရပြီအော်ချုပ်ပြီးလို့ပြောရတာချုပ်ပြီးလို့ပြီးတော့အော်လည်းပဲကွဲနေသေးတယ် What? အခုဆိုရင်အသင်ခံလေးချုပ်လို့ပြီးသွားပြီပေါ့ What? What the fuck? ဒါကိုကျွန်တော်ဘယ်လောက်နဲ့ရောက်မလဲဆိုတော့ကျွန်တော်ခေါ်စေးဘက်900ပဲဖြစ်ပါတယ်ဈေးပို့ပေးတဲ့လူကိုကျွန်တော်ရောင်းပါမယ်